အခုတခါတော့နောက်ဆုံးမေးခွန်းအနေနဲ့အစီအစီအောင်မေးခွန်းလေးတစ်ခုလောက်မေးခွင့်ပြုပါမှာရန်ကုန် storage ချိန်မှာမှတ်ပုံတင်ကုမ္ပဏီအဖြစ်ဝင်ရောက်လာတဲ့ကုမ္ပဏီမျိုးဖြစ်ဖြစ်စီးဝင်ကုမ္ပဏီဖြစ်ဝင်ရောက်ခြင်းတဲ့ကုမ္ပဏီမျိုးဖြစ်ဖြစ်ပေါ့နော်အဲ့ဒီကုမ္ပဏီတွေက ASPGP ရဲ့မှတ်ပုံတင်ဝင်ရောက်ခြင်းအတွေ့အကြုံကနေတစ်ဆင့် lesson learn ဆိုရင်ဘယ်ဟာတွေကအရေးကြီးတဲ့အချက်ဖြစ်မယ်လို့အမအနေနဲ့နောက်ဆုံးသုံးသက်ချက်လေးကိုသုံးသပ်ပေးပါအောင်ရှင် storage ချင်းရဲ့ဒီစင်းဝင်ဈေးကွက်မှာပဲဖြစ်ဖြစ်နော်ဒီ main book မှာပဲဖြစ်ဖြစ်ဒါဝင်နေဆိုတာကုမ္ပဏီကသူကထုတ်ပြီးသားဖြစ်တဲ့ share တွေကိုဒါအလွယ်တကူရောင်းကျင်လို့ပေါ့နော်လုပ်ငန်းတွေချက်တွေရောင်းကျင်ဖို့လောင်းမှုဝင်တာဖြစ်တယ်လို့လုပ်ငန်းတွေချက်ဖို့အတွက်ဒါငွေကြေးအရင်းနှီးတွေလိုအပ်တဲ့နေရာမှာအများပြည်သူ share ကန့်လှမ်းပြီးတော့ဒါဝင်ရောက်တဲ့ရည်ရွယ်ချက်နဲ့ဝင်ကြတာဖြစ်တယ်အဲ့တော့ဒီ ASPGP ကတော့သူ့ရဲ့ existing share တွေနဲ့ဝင်လာတာပေါ့နော်ဝင်လာတဲ့ခါကျတော့သူ့ကိုပြောရင်သူကကုမ္ပဏီက Good Brother ဆိုတော့ဒါရှေ့ကလည်းပြောခဲ့တယ် Good Brother ဆိုတာဒီလယ်သမားလောကမှာမသိသူမရှိဘူးပေါ့နော်ဆို brand လေးတစ်ခုရှိတယ်အဲ့တော့သူ့ရဲ့အောက်ကပေါ့ subsidiary ကုမ္ပဏီဖြစ်ပြီးတော့သူ့မှာလည်းညီနောင်ကုမ္ပဏီတွေ Good Brother နာမည်တွေကအများကြီးရှိတယ်လက်တွေ့မှာလည်းတကယ်ပဲမြင်နေတွေ့နေတဲ့အခါကျတော့သူ့မှာပြင်စရာဆိုလို့ခုနကကျွန်တော်တို့ရဲ့ regulation ရ financial ပုံစံcorporate governance เนาะနောက်တခြား regulation ရလိုအပ်တဲ့ AMSFT လိုမျိုးဒါမျိုးလေးတွေပြင်ဆင်နေဆိုတော့ဒါလေးတွေကသူကကြိုးပြင်ထားတဲ့ CBSC အနေနဲ့ကလည်းဒီလိုအပ်တာလေးတွေပြင်ဆင်ပေးတယ်နောက်တစ်ချက်ကကုမ္ပဏီကလည်းပွက်တက်ကြွပါတဲ့ခါကျတော့သူကတော်တော်လေးပြည့်ပြည့်စုံစုံလေးဖြစ်လာတယ်နော်အဲ့ကြတော့သူဝင်လာတဲ့အချိန်မှာတခုပဲခုနပြောတဲ့ share လေးကလှုပ်နိုင်တာနည်းနေတော့ဈေးလေးတွေကတော့ဒါနည်းနည်းလေးဟို price ကနည်းနည်းလေးမြင့်သွားတာမျိုးလေးတော့ကျွန်တော်တို့ကတွေ့ရတယ်သို့တော့ဘာဖြစ်ဖြစ်ပြောဒါကျွန်တော်တို့အနေနဲ့မြင်တာကတော့ဈေးကွက်ကတော့အလှုပ်တစ်ခုအရွေ့တစ်ခုကိုရောက်သွားတယ်ပေါ့နော်အဲ့တော့ကျန်တဲ့လူတွေကလည်းဒါကိုစိတ်ဝင်စားလာတယ်ပေါ့အဲ့တော့သူကတော့အရင်တည်းကသူပြင်ဆင်ထားတဲ့အချက်ကရှိတယ်အဲ့တော့ဒီကြားတဲ့ CV ကလည်း SCC နဲ့ဆွေးနွေးနေဘာလုပ်ပေးခဲ့လဲဆိုတော့ခုနပြောလို့ပြင်းနဲ့ main book လိုမျိုးဖြစ်သွားတယ်ဆိုတော့နောက် plan 9နှစ်မှာဘာလုပ်မယ်ဆိုတဲ့စီမံချက်လေးတွေကစပါလာတာပေါ့နော်သူရဲ့ disclosure document မှာပါလာတဲ့အခါကျတော့ဒါတော်တော်လေးပြည့်စုံဖြစ်သွားတော့ SCC အနေနဲ့ဆိုရင်ဒီ ASP ရဲ့ PAB ဝင်တာတော့တော်တော်လေးပေါ့နော်တိတ်တိုင်းကြတယ်ပြောရမှာပေါ့ဈေးကွက်ကလည်းသူကလှုပ်ရွေ့သွားတယ်အဲ့တလူပဲပေါ့နော်တခြားသော public company တွေဝင်ကျင်နေဆိုရင်တော့ပြင်တဲ့အခါမှာနံပါတ်1ကတော့ financial information တွေကို commission ကပြောပြီးဒီ public company share ရှင်တရားနဲ့အထက်ရှိတဲ့ဟာတွေက annual report ကိုနှစ်စဉ်ထုတ်ပြန်ရမယ် semi annual report ထုတ်ရမယ်အဲ့ဒါထုတ်ပြန်ရင်သူနဲ့အတူစင်းစစ်ရှင်းတန်းလေးတွေထုတ်ပြရမှာဆိုဒါမျိုးလေးတွေပေါ့နော်ဒါလေးတွေကိုပုံမှန်ထုတ်မယ်ဆိုရင်ဒါကသူ့ရဲ့ပြင်ဆင်ခြင်းတစ်မျိုးဖြစ်သွားမယ်နောက်တစ်ချက်က SCC ကတခါထုတ်ပြန်ထားတဲ့တခြားသောလိုအပ်ချက်လေးတွေပြည့်စုံမယ်ဆိုဒါတော့ကြိုးပြင်ထားတဲ့ပါပေါ့နောက်တစ်ချက်ကကြတော့တကယ်လို့များဒီကုမ္ပဏီတွေက PLB ပဲဖြစ်ဖြစ် listing ပဲဖြစ်ဖြစ်ဝင်လာရင်အမိကောင်းရှိနေတဲ့သူလည်းရှိသလိုတိတ်မသိတဲ့လူရှိရင် public offering လေးနည်းနည်းလေးလုပ်လိုက်ရင် investor base ကိုခုန SCY စိတ်ပြောတယ်လို့ investor ရဲ့ base လေးကျဲသွားတယ်ကျဲသွားတဲ့အခါကျရင်ခုနပြောတဲ့ရောင်းဝယ်မဲ့ share လေးနည်းနည်းလေး float တာများလာရင်ရောင်းလိုက်ဝယ်လိုက်နိုင်တယ်ဒါကျွန်တော်တို့ရဲ့ stock exchange ကလည်းနည်းနည်းလေး liquid ဖြစ်လာပေါ့ဈေးကွက်တစ်ခုက list အကုန်ကြီးတွေများနေလို့လည်းမရဘူး liquidity in terms of liquidity ကလည်းရှိရတယ် capitalization ကလည်းကြီးတယ်ဆိုဒါကျွန်တော်တို့အောင်မြင်နေပြောတာအောင်အဲ့တော့ကျွန်တော်တို့ကတော့ဒါကိုလိုချင်တာပေါ့ခုနပြောတဲ့ public company တွေကတော့ဒီအချက်ကိုစဉ်းစားပြီးတော့ဝင်ရမယ်ပေါ့နော် listing ဝင်တချို့ကလည်း existing share များရင် existing share နဲ့ဝင်လို့တချို့ကလည်း capital လိုချင်ရင် capital တခါတည်းဟို prospectus နဲ့ public offering ပေါ့နော်အများကို share တွေဖိတ်ခေါ်တာမျိုးလို့လည်းဝင်လို့ရတယ်ဒီလိုဝင်တဲ့ခါမှာလည်းကျွန်တော်တို့တွေကဒါတော့အမြဲတမ်းပဲလိုအပ်ချက်တွေကိုဟိုအမြဲတမ်းပုံမှန်လည်းပူပေါင်းပြီးတော့ပြောပြပါတယ်အဲ့တော့ဒီတစ်ချက်ရှိပါတယ်အဲ့တော့ lesson learn အနေနဲ့ကတော့အဓိကကဘာလဲဆိုရင် public company တွေကကိုယ့်ရဲ့ disclosure လေးတွေကိုပုံမှန်လေ့ကျင့်လေးနဲ့ထုတ်ပြန်သွားမယ်ဆိုရင်ဒီ information တွေကစိတ်ပါဝင်စားတဲ့လူတွေလည်းသိလာမယ်နောက်တစ်ချက်ကဒီဝင်လာပြီဆိုရင်လည်းများပြည်သူ share လေးဖိတ်ခေါ်ပြီးတော့ဝင်နေဆိုရင်တပြိုင်နက်မှာပဲမတည်ရင်းကိုလည်းရမယ် investor base လည်းချက်ပြီးသားဖြစ်တယ်လို့ချက်ထဲမှာကျွန်တော်တို့လိုချင်တဲ့ liquidity ကလည်းရလာမယ်ပေါ့နော်အဓိကတော့ stock exchange မှာဒီရေသွေးပြည့်တဲ့မပုံတင်ကုမ္ပဏီပဲဖြစ်စင်းဝင်ကုမ္ပဏီပဲဖြစ်များလာဖို့လိုတယ်လို့ရင်းနှီးမြှုပ်နှံသူတွေကလည်းဒီဈေးကွက်မှာအကျိုးအမြတ်ရဖို့လိုတယ်။ကျွန်မစောစောရှေ့ကပြောလို့ win-win situation ရှိဖို့တော့လိုပါတယ်။အဲ့ဒီတော့ကကုမ္ပဏီတွေအနေနဲ့တတ်မှတ်ချက်နဲ့ပြည့်စုံနေတဲ့ကုမ္ပဏီတွေ PLB မှာဝင်ရောက်ရင်ကုမ္ပဏီကလည်းတန်ဖိုးတက်လာတယ်။
သူကသူရှိနေမသိဘူး PLB ဝင်တယ်ဆိုတာတည်သွားတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ stock exchange စင်းဝင်ဆိုရင်ကိုသူက reputation ကတက်သွားတယ်ကျမတို့ဗမာမှာပဲဖြစ်ဖြစ် international ဖြစ်နော် listed company ဒါမှမဟုတ် register company ဆိုရင်သူက brand တစ်ခုပဲအဲ့တော့အကျိုးရှိတယ်ပေါ့နော် company အတွက်လည်းတန်ဖိုးတက်တယ်ဒီနည်းမျိုးနဲ့သူကလည်းအကျိုးရှိပါတယ်အဲ့တော့နှစ်ဦးနှစ်ဖက်အကျိုးရှိတာဖြစ်တဲ့အတွက်ကျမတို့ကတော့ဒီဝင်လာမဲ့ဘယ် company မဆိုဒီ stock exchange ကဒီကူညီပြီးတော့ခုနပြောတဲ့ SC ပဲဖြစ်ဖြစ် advisor ပဲဖြစ်ဖြစ်ပေးလာတဲ့ဟာတွေဆိုရင်ကျမတို့ကအတတ်နိုင်ဆုံးပို့ပြီးတော့ပြည့်စုံတဲ့ information disclosure ပေါ့နော် disclosure ပြည့်စုံတဲ့ disclosure လေးရဖို့အဓိကတော့ investor တွေကိုကျမတို့ SCC ရဲ့ရွေးချယ် information ပေါ့ရင်းနှီးမြှုပ်နှံဖို့အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ information ရဖို့တော့ကျမတို့ကအမြဲတမ်းတွန်းတိုက်ပြီးတော့အကြံပေးပါတယ်ပေါ့နော်အဲ့ဟာလိုမျိုးလုပ်ဖို့လေဒါ SCC ကအကြံပြုချင်တာပေါ့နော်ဒီလိုမျိုးလေးတွေရှိရင်ဒါပို့ပြီးတော့ PLB မှာအောင်မြင်တာတော့ကျမတို့ရှေ့ကဒီပြသွားတဲ့ ASP အကြောင်းညှိနှိုးပြီးတော့ပြောချင်တာပေါ့ဟုတ်ကဲ့ပါဟုတ်ဒါဆိုရင် ASPGB ကသူကမှတ်ပုံတင်ကုမ္ပဏီမဖြစ်လာခင်နဲ့ preparation ကောင်းကောင်းနဲ့လုပ်ခဲ့တယ်ခုကုမ္ပဏီဖြစ်လာတော့လေသူကအောင်မြင်တဲ့ကုမ္ပဏီဖြစ်အခုဆိုရင် register company ဖြစ်လာပြီပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့တခြားစိတ်ပါဝင်စားတဲ့ public company အများပိုင် company တွေလည်းဒီလိုသာကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်ဒီနေ့မှာ leading company ဖြစ် stock market မှာဝင်ရောက်လာနိုင်တယ်ဆိုတာကိုသုံးသပ်တာပေါ့နော်မခုတည်းကပြင်ကိုနောက်4-5လဆိုရင်ဒါတွားလို့ရတယ်နောက်တစ်နှစ်တွားလို့ရတယ်ပေါ့နော်ဒါပြင်ဆင်ချိန်ကတော့ကုမ္ပဏီရဲ့လိုအပ်ချက်ပေါ်မူတည်ပါတယ်သို့တော်လည်းခုနပြောလို့ပေါ့ကုမ္ပဏီတစ်ခုဝင်လာတိုင်းမှာကျွန်တော်တို့ကအရွေးတစ်ခုဖြစ်တဲ့ခါကျတော့အရှိန်အဟုန်လေးရသွားတာပေါ့အဲ့တော့ပြင်ကျင်တဲ့ဝင်ကျင်တဲ့ကုမ္ပဏီများလဲခုနပြောသလိုပဲ disclosure ပြင်တာမျိုးเนาะ financial position ပြင်တာမျိုးလေးတွေဒါမျိုးလေးတွေကခုတည်းကစပြီးတော့လုပ်ပြီးတော့တွားမယ်ဆိုရင်ဒါကျွန်တော်တို့ဈေးကွက်ကြီးလဲဒါဖြည်းဖြည်းနဲ့တိုးတက်လာမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအမအခုလိုပြည့်ပြည့်စုံစုံလေးဖြေကြားပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ခုနောက်ဆုံးအနေနဲ့ရန်ကုန် stock exchange ကိုလည်းနောက်ဆုံးမေးခွန်းလေးမေးမြန်းခွင့်ပြုပါဆရာဟုတ်ကဲ့ပါရှင်ဟုတ်အရှိမလည်းအများကြီးမေးမြန်းထားတဲ့မိခွန်းဒီပေါ်မှာဖြေကြားထားတာကိုတွေ့ရပါတယ်ဆရာဒါကြောင့်မလို့ YC ရဲ့စင်းဝင်အကျိုးဈေးကွက်ကိုဝင်ရောက်လာဖို့အတွက်စိတ်ဝင်စားနေတဲ့ကုမ္ပဏီတွေကိုဆရာအနေနဲ့ဘယ်လိုများအကြံပေးခြင်းပါလဲရှင်ကျွန်တော်တို့ကဒီ issuer တွေရော investor တွေရောမျှပြီးတော့တွေ့ရတာပေါ့နော်ဒီ issuer တွေအတွက်ဆိုရင်လည်းကျွန်တော် fund raising opportunity ကိုရစေချင်တယ် investor တွေအတွက်ဆိုရင်လည်းကျွန်တော် protection ပေးဖို့ရှိတယ်ပေါ့နော်အဲ့တော့ဒီ investor တွေကို investor တွေရဲ့သူတို့ရဲ့ trust ပြောင်းမသွားအောင် investor တွေကိုလည်းကျွန်တော်တို့က protection ပေးရတာပေါ့ဒီ investor protection အပိုင်းမှာဟဲ့ဆိုရင်ကျွန်တော်တို့ဒီဝင်ရောက်လာမဲ့ company တွေကိုတော့ကျွန်တော်တို့စစ်ဆေးရတဲ့အပိုင်းတွေရှိပါတယ်ဒီကနဦးစစ်ဆေးတဲ့အပိုင်းမှာဟဲ့ဆိုရင်တော့ကျွန်တော်တို့ဒီရှောက်ထားတဲ့ကိုကျွန်တော်တို့စစ်ဆေးမှုပြန်လည်သုံးသပ်ပြီးတော့ဒီလိုအပ်ချက်တွေနဲ့ကိုက်ညီမှုရှိမရှိကျွန်တော်တို့စစ်ဆေးပါတယ်စစ်ဆေးပြီးသွားရင်ကျွန်တော်တို့ကဒီစစ်ဆေးမပြတ်စောင့်ကြည့်ခြင်းနဲ့ဒီစစ်ဆေးခြင်းအပိုင်းဟိုလည်းကျွန်တော်ဆက်ပြီးလုပ်ပါတယ်ဘာလဲဆိုတော့ဒီစစ်ဆေးမပြတ်လုပ်တဲ့အခါမှာဆိုရင်ဒီ PLE မှာရှိပြီးသားကုမ္ပဏီတစ်ခုကထုတ်ပြန်ချက်တွေကိုလိုက်နာမှုရှိလားပုံမှန်မဟုတ်တဲ့လုပ်ဆောင်ချက်တွေရှိလားဆိုတော့လည်းအများအားစစ်စောင့်ကြည့်ပါနဲ့စီမင်းနေနဲ့ရောကျွန်တော်တို့ကိုက်ညီမှုရှိမရှိတကယ်လို့ဒီစီမင်းနေနဲ့တွေ့ဖက်သွားပြီစီမင်းတွေကိုလိုက်နာမှုမရှိဘူးဆိုရင်ဝိုင်းစစ်ကသတ်မှတ်ထားတဲ့စီမင်းနေနဲ့ကိုက်ညီအောင်လိုက်နာဆောင်ရွက်ဖို့ဆိုပြီးတော့ကျွန်တော်စီမင်းနေနဲ့တခါပြန်ပြီးတော့ကျွန်တော်တို့ကကြက်မှတ်တာဒီဆောင်ရွက်ပါတယ်အဲ့လိုဆောင်ရွက်တာဖြစ်တဲ့အတွက် investor trust ရှိသွားမယ်ပြီးရင် issuer တွေအတွက်လည်း fund raising ကိုကောင်းမှလုပ်နိုင်မယ်ပေါ့နော်ရန်ကုန် stock exchange ရဲ့ဒီ PLE book ဝင်ရောက်နေတဲ့ company တွေကိုအကြံပြုချင်တာပေါ့နော်ဘာလဲဆိုတော့စည်ရင်ဝင်ဖို့မှတ်ပုံတင်ဖို့ကုမ္ပဏီတွေကိုပြောချင်တာကဒီနေ့ပဲစတင်ဖို့ပြောချင်တာပေါ့နော်လုံးဝအစင်သစ်ဖြစ်နေမှာဝင်မယ်ဆိုတဲ့စိတ်ကူးကိုမကူးပါနဲ့ဒီနေ့ပဲစတင်လိုက်ပါဒီလိုခီးစဉ်တွေကဖြတ်ကျော်ရင်နဲ့ပဲဒီအစင်သစ်ဖြစ်နေမှုကိုတိစောင်းရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ ASPGB ရဲ့စံနမူနာကိုကြည့်မယ်ဟဲ့ဆိုရင်တော့ကျွန်တော်တို့ဒီ ASPGB ရဲ့ရင့်ကျက်မှုနဲ့တည်ငြိမ်မှုကိုပြသတာပေါ့နော် ASPGB ကပွင့်လင်းမြင်သာမှုရှိပြီးတော့အများပြည်သူကိုတာဝန်ခံမှုအစင်သစ်ဖြစ်နေတဲ့စနစ်တကျအဖွဲ့အစည်းတစ်ခုဆိုတဲ့ဟာကိုသူအချက်ပြရင်းနဲ့ပဲဝင်ရောက်လာတာဖြစ်ပါတယ်အဲ့လိုပဲဒီ ASPGB ရဲ့ဒီတန်ဖိုးဖြတ်လို့မရနိုင်တဲ့အများပြည်သူရဲ့ယုံကြည်မှုကိုလည်းသူကတိဆောက်ခဲ့တယ်ပေါ့နော်ဘယ်လိုတိဆောက်ထားလဲဆိုရင်ကျွန်တော်တို့ဝိုင်းစိတ်လိုပဲပေါ့နော်ဒီစီကံထိန်းသိမ်းတဲ့အိတ်ချင်းမှာစည်ရင်ဝင်ထားတဲ့မှတ်ပုံတင်ထားတဲ့ကုမ္ပဏီဖြစ်ခြင်းဟာဖောက်တယ်တွေလုပ်ဖော်ကင်ဘက်တွေဝန်ထမ်းတွေအပေါ်မှာတက်ရောက်မှုရှိတဲ့အစွမ်းထက်တဲ့ဂုဏ်ယူဝယ်အဆောင်အယောင်တစ်ခုဖြစ်တယ်ဆိုတာလည်း ASPGB ကတောင်းခဲ့တာဖြစ်ပါတယ်ပြီးရင်ဒီ ASPGB ရဲ့အမှတ်တရစိတ်ကိုမြင့်တင်ခဲ့တာလည်းဖြစ်ပါတယ်ဒီစည်ရင်ဝင်ထားတဲ့မှတ်ပုံတင်ထားတဲ့ကုမ္ပဏီတစ်ခုနေတဲ့ဒီရရှိလာတဲ့ကျွန်တော်အများပြည်သူဆိုင်ရာပုံရိပ်နဲ့ပေါ့နော်မီဒီယာရဲ့အာရုံစိုက်မှုကလည်းပို့ပြီးတော့ကောင်းလာတယ်
ဒီအမှတ်တစိတ်ကိုလည်းအဆင့်တစ်ခုစီရအောင်ပို့ပေးနိုင်ခဲ့တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒါ ASP GB ကိုကျွန်တော်နမူနာယူဖို့ပြောတာဖြစ်ပါတယ်ကျွန်တော်တို့ wine စိတ်ရန်ကုန် stock အချိန်မှာမှတ်ပုံတင်တာစင်းဝင်တာဟာကျွန်တော် fund raising တက်မဟုတ်ပါဘူးဒါကတဲ့ company ရဲ့ပုံရိပ် image နဲ့ဂုဏ်သတင်း reputation ကိုအခြေခံကြမြင့်တင်ပေးတဲ့ကျွန်တော်တို့မဟာဗျူဟာကျတဲ့အသွင်ကူးပြောင်းမှုတရားဖြစ်ပါတယ်ဆိုတာလည်းကျွန်တော်တင်ပြဆွေးနွေးလိုပါတယ်အကြံပြုချင်တာကတော့ဗာလဲဆိုတော့ဒီ PLB ကိုဝင်ရောက်ဖို့ချိန်ဆနေတဲ့ company တွေနဲ့ဆိုရင်ဒီ ASPGB ရဲ့အောင်မြင်မှုကိုနမူနာယူပြီးတော့မိမိတို့ရဲ့ corporate image နဲ့ reputation ကိုမြင့်တင်ရယခုပင်စတင်ပြင်ဆင်လိုက်ပါလို့ကျွန်တော်ပြောကြားချင်ပါတယ်အဲတော့ကျွန်တော်တို့ရဲ့ theme ဖြစ်တဲ့ကျွန်တော်တို့ပုံမကောင်းပွန်နဲ့မနေ့ပြန်အတွက်ဒီနေ့ပြင်ဆင်ကြပါစို့ဆိုတဲ့ဆောင်ပုံလေးနဲ့ပဲကျွန်တော်အဆုံးသတ်ချင်ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ခုလိုပြည့်ပြည့်စုံစုံလေးဖြည့်ကြပေးရကျေးဇူးတင်ပါတယ်ရှင်